အေယာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များသည်2026ခုနှစ်ဩဂတ်လ6ရက်နေ့နေ့လယ်10:20မိနစ်အချိန်တွင်လွှတ်တော်ခန်းမအဆောက်အဦဘန်ကွေဟော၌ကျင်းပသည့်2026-2029ဘဏ္ဍာရေးနှင့်တိုင်းဒေသကြီးဖြစ်ဆွဲဘဏ္ဍာရန်ပုံငွေတောင်းခံခြင်းနှင့်ဆက်လင်း၍တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာနရာသုံးမှန်းကြီးငွေစင်းဦးစီးဌာနတို့ကရှင်းလင်းဆွေးနွေးသည့်ဆွေးနွေးပွဲအခမ်းအနားကိုတက်ရောက်ခဲ့ကြပါသည်ပထမဦးစွာတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းကအဖွင့်လန်းညအမှာစကားပြောကြားခဲ့ပြီးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌစောတနိုင်ဦးကအမှာစကားပြောကြားခဲ့ပါတယ်။ဆက်လက်၍စီမံကိန်းရေးဆွေးနွေးဦးစီးဌာနညွှန်ကြားရေးမှူးက2026-2029ဘဏ္ဍာရေးနှင့်ဖြစ်ဆွဲခွင့်ပြုရန်ပုံငွေတွင်စီမံကိန်းလုပ်ငန်းများရေးဆွဲထားရှိမှုအခြေအနေကိုပါဝါပိုက်ဖြင့်ရှင်းလင်းဆွေးနွေးတင်ပြခဲ့မှုအပေါ်လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များကသိရှိလူသည်များကိုမေးမြန်းခဲ့ကြရာစီမံကိန်းရေးဆွေးနွေးဦးစီးဌာနညွှန်ကြားရေးမှူးကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ဆက်လက်၍တိုင်းဒေသကြီးရာသုံးမှန်းကြီးငွေစင်းဦးစီးဌာနညွှန်ကြားရေးမှူးက2026-2029ဘဏ္ဍာရေးနှင့်ဖြစ်ဆွဲခွင့်ပြုရန်ပုံငွေတွင်ရန်ပုံငွေတောင်းခံထားရှိမှုအခြေအနေကိုပါဝါပိုက်ဖြင့်ရှင်းလင်းဆွေးနွေးတင်ပြခဲ့မှုပေါ်လွှတ်တော်ကိုယ်စားလှယ်များကသိလိုသည်များမေးမြန်းခဲ့ရာရာသုံးမှန်းကြီးငွေစင်းဦးစီးဌာနညွှန်ကြားရေးမှူးကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ထို့နောက်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကနေကုန်းချုပ်အမှာစကားပြောကြားခဲ့တာဆွေးနွေးပွဲကိုညနေ4:00နာရီအချိန်မှာအောင်မြင်စွာရုပ်သိမ်းခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။